တုကနိဗ္ဗာန်အပရိဟာနိယတုအရာကျင့်ကြံအားထုတ်ခြင်းဒီမှာမြတ်စွာဘုရားဟောကြားခဲ့တဲ့အင်္ဂုတ္တရနိကေစတုကနိဗ္ဗာန်ပထမပဏ္ဏတကစက္ကဝအပရိဟာနိယတုနော်ဒါတိပိဋကမြန်မာပြန်မှာလည်းအဲ့ဒီခေါင်းစဉ်တွေအလိုက်ကိုကြည့်ပြီးတော့ပြန်ရှာဖတ်လို့ရတယ်ဒီမှာယန်းတို့အဘယ်သို့လေယန်းဒီနိုးကြခြင်း၌ရှင်တနည်းယန်းတို့ဤသာသနာတော်၌ယန်းသည်နေ့အခါဈဉ္ဉံသွားခြင်းဖြင့်ထိုင်ခြင်းဖြင့်ကုသိုလ်တရားတို့ကိုပိတ်ပင်တတ်သောနိဝရဏတရားတို့မှာစိတ်ကိုတုတ်တင်၏တဲ့ကမ္မထံရှုမှတ်တယ်လို့ပြောချင်တာပေါ့နော်ဒီမှာပိတ်ပင်တဲ့တရားတို့မှာစိတ်ကိုတုတ်တင်တယ်ဆိုတာဒါကမ္မထံရှုမှတ်နေဆိုရင်လည်းဒါဒီအချက်နဲ့ပြည့်စုံသွားလိမ့်မယ်ဒီမှာဥစဉ်ကကြတော့ဒီမှာဈဉ္ဉံသွားခြင်းဖြင့်ထိုင်ခြင်းဖြင့်ဆိုတော့ဥစဉ်ဒီမြန်မာပြန်အတိုင်းပဲပေါ့နော်ရိတ်တာမှာရှိနေတဲ့အတွက်ကြောင့်မလို့ပုံမှန်တရားထိုင်ရင်ဆိုလို့ရှိရင်ဒီကမ္မထံနဲ့ပဲထိုင်လိုက်တယ်ဒီဒိဋ္ဌိတရားဒိဋ္ဌိဒိဋ္ဌမတ္တကမ္မထံနဲ့ပဲရှုမှတ်ပြီးထိုင်တယ်နားတဲ့အချိန်ရှိရပေါ့နော်ကြားရဲ့ထဲမှာနားတဲ့အချိန်တွေရေချိုးတဲ့အချိန်တွေအချိန်တိုင်းမှာလည်းဆွမ်းစားတဲ့အချိန်ကဆွမ်းဖုံးတဲ့အချိန်လည်းဒီကမ္မထံတစ်ခုတည်းကိုပဲရှုမှတ်နေတယ်ပေါ့နော်ဒီမှာကြတော့ညီဥယံ၌ဈဉ္ဉံသွားခြင်းဖြင့်ထိုင်ခြင်းဖြင့်ကုသိုလ်တရားတို့ကိုပိတ်ပင်တတ်ကုန်သောဒီမှာညီဥယံဆိုတော့ညီဥယံမှာလည်းအဲ့လိုပဲပေါ့နော်ထိုင်ခြင်းဖြင့်ဈဉ္ဉံလျှောက်ခြင်းဖြင့်ဆိုသွားတယ်ဒီမှာတကောင်ယံပေါ့နော်တန်းကောင်ယံ၌ခြေတစ်ဖက်၌ခြေတစ်ဖက်ကိုစင်းငယ်လွန်ကားတဲ့တင်ထား၍တတိဆင်ခြင်ဉာဏ်နှင့်ပြည့်စုံသည်ဖြစ်၍ထအံ့ဟုသောအမှတ်သိညာကိုနှလုံးသွင်းလျက်လက်ရနံတောင်းဖြင့်မြတ်သောအိတ်ချင်းကိုပြု၏တဲ့ဒီနေရာမှာကြတော့ညီဥယံနဲ့တန်းကောင်ယံလို့ပဲပြောထားတယ်ပေါ့နော်ဥစဉ်ကြတော့အရှိအင်္ဂုတ္တရနိကေအရှိတုတ်တွေမှာကြတော့မြတ်စွာဘုရားကည3ရက်မှာတယံမဲအိပ်ဖို့ပြောတယ်လို့ဥစဉ်ဖတ်ဖို့တယ်လို့ယူဆတယ်ပေါ့နော်ယူဆတဲ့အတွက်ကြောင့်မလို့ဒီဟာကိုဆန်းသက်တဲ့အချိန်မှာကြတော့ကိုယ့်အကိုပဲခွဲလိုက်တာပေါ့နော်ဥပမာ24နာရီရှိရဆိုလို့ရှိရင်မနက်ကို12နာရီညကို12နာရီနဲ့ခွဲလိုက်တယ်နိုင်နဲ့ပဲခွဲလိုက်တဲ့သဘောပေါ့နော်ဥစဉ်ကြတော့ဒီလိုညီဥယံလို့ကတော့မသိတဲ့အတွက်ကြောင့်မလို့အဲ့တော့ည12နာရီရှိရဲ့အချိန်မှာအဲ့12နာရီကနေပြီးတော့12နာရီဆို4-3-4စနစ်ဆို4နာရီ3ခါပေါ့နော်အဲ့3နာရီအဲ့4နာရီ3ခါမှာည3ရံကို1ရံပဲအိတ်တယ်ဆိုတော့ဦးက4နာရီပဲအိတ်ရမယ်လို့ဆုံးဖြတ်ပြီးတော့ဒီစာထဲမှာတော့မပါဘူးပေါ့နော်အဲ့တော့4နာရီပဲအိတ်ပို့အတွက်ကိုအတိုင်းရှုမှတ်ခဲ့တယ်ညဆိုလို့ရှိရင်နောက်ဆုံးရိတ်တာတရားထိုင်ရင်ပြီးတာက8နာရီ8နာရီဆိုလို့ရှိရင်ကျန်တဲ့ခြေထောက်ဆေးတာတို့မျက်နှာတက်တာတို့ဘာလို့လုပ်ပြီးရင်အိယာခင်းတာတို့ဘာလို့လုပ်ပြီးရင်9နာရီဆိုလို့ရှိရင်ဒီအတိုင်းပဲပေါ့နော်ဒီစာအတိုင်းပဲဥစဉ်ကျင်းနေအိတ်တယ်ပေါ့နော်ဒီမှာလက်ရနံတောင်းမယ်မနေ့ဆိုလို့ရှိရင်4နာရီဆိုတော့9နာရီအိတ်တယ်ဆိုရင်10 11 12 10နာရီ10နာရီဆိုလို့ရှိရင်ထမယ်ဆိုတဲ့ငါထမယ်ဆိုတဲ့စိတ်ကိုပြုပြီးတော့အိတ်တာပေါ့နော်ဒါပထမ1ရက်2ရက်လောက်ကတော့ဒါတနာရီထမယ်ဆိုရင်တနာရီကျော်သွားတယ်ပေါ့နော်တနာရီခွဲလို့အားကျ2နာရီနားကတ်သွားတယ်ရှိတဲ့အတိုင်းပဲနောက်ထပ်1ရက်2ရက်လောက်အဲ့ဒီတိုင်းပဲတနေ့ကုန်လုံးတရားရှုမှတ်ပြီးတော့ဒီဇတိနဲ့အိတ်မယ်ဆိုလို့ရှိရင်ချိန်ဆက်မယ်ဆိုလို့ရှိရင်တနာရီဆိုရင်နိုးပါတယ်အဲ့ထက်မှပိုပြီးရက်ရှည်လာပြီဆိုလို့ရှိရင်တော့တနာရီမတိုင်ရင်တော့မှနိုးတယ်နော်။ဘာလို့တတိယတာအားကောင်းသွားတဲ့အတွက်ကြောင့်မလို့အဲ့တော့ဒီ4နိုင်နဲ့အိတ်တာဆိုတာဒီစာထဲမှာမပါဘူးဒါဥစဉ်အိတ်တာပေါ့။ဒါပေမဲ့ရေရှည်အတွက်ကတော့4နိုင်မဲ့အိတ်တာကဒါတော့ကိုကျမ်းမာရင်ကိုကြည့်ပြီးတော့လိုက်လို့ပေါ့နော်ဒါလေးကိုက4နိုင်ထပ်ပို့ပြီးအိမ်မှာရမယ်ဆိုလဲပို့အိတ်ပေါ့
ဦးစီးကတော့ဒါကိုယ့်အနေကိုရှုံးပတ်ခဲ့တာဖြစ်တဲ့အတွက်၄နိုင်ပဲအိတ်ခဲ့တယ်